Imagine a world where anything is possible ဆိုတဲ့အတိုင်းဒီသင်ခန်းစာမှာတော့ဘာမှဆိုဖြစ်နိုင်တဲ့ကမ္ဘာတစ်ခုကိုစိတ်ကူးကြည့်ပါဆိုတဲ့ခေါင်းစဉ်အောက်မှာသင်ခန်းစာတွေကိုလေ့လာသွားကြပါမယ်။ Say something ပထမဦးဆုံး spread ကတစ်ခုခုပြောရမှာဖြစ်ပါတယ်။အဲ့ဒီတော့ကိုနှစ်သက်တဲ့ spread တစ်ခုကိုခေါ်လိုက်ပါမယ်။ပြီးရင် programming area မှာ one green flag click နဲ့စတင်လိုက်ပါမယ်။အဓိပ္ပာယ်က green flag ကို click ပြုလုပ်ပြီး program ကိုစတင်ဖို့ဖြစ်ပါတယ်။နောက်ထပ် look panel ထဲက say hello for 2 second block နှစ်ခုကိုချိတ်ဆက်လိုက်ပါမယ်။ဒီနေရာမှာ say hello for 2 second block ရဲ့ hello နေရာမှာမိမိအသုံးပြုလိုတဲ့စာသားကိုအစားထိုးနိုင်သလို2 second နေရာမှာလည်းမိမိလိုသလောက်အချိန်ကိုထားနိုင်ပါတယ်။အဲဒီတော့ပထမ say hello block ကိုငကိုအတိုင်းထားပြီးနောက်ထပ် block ရဲ့ hello နေရာမှာ imagine if ဆိုပြီးပြောင်းလိုက်ပါမယ်။ပြီးရင် green flag ကို click ပြုလုပ်လိုက်တဲ့အခါ spread က hello ကိုစပြောပြီးနောက်2စက္ကန့်အကြာမှာတော့ပထမ message ကပျောက်သွားပြီး imagine if ဆိုတဲ့ message ကို2စက္ကန့်တွေ့ရပါလိမ့်မယ်။အဲဒီနောက်မှာ message ကပျောက်သွားမှာဖြစ်ပါတယ်။ Say hello for 2 second block ရဲ့အလုပ်လုပ်ပုံဖြစ်ပါတယ်။ Fly around keyboard ရဲ့ space bar ကိုနှိပ်လိုက်တဲ့အချိန်မှာအတန်တစ်ခုထွက်စေပြီး spread အနေနဲ့ဟိုဟိုတီတီပြန်ဝဲနေတဲ့ပုံစံကိုဖန်တီးကြည့်ပါမယ်။ဒီမှာတော့ Savannah ဆိုတဲ့ background တစ်ခုကိုခေါ်သုံးလိုက်ပါမယ်။ Spread အနေနဲ့လိပ်ပြာတစ်ကောင်ကိုခေါ်သုံးလိုက်ပါမယ်။ဖန်တီးဖို့အတွက် programming area မှာ event တွေက one space keys press နဲ့စတင်လိုက်ပါမယ်။နောက်ထပ် sound panel ထဲက start sound port ကိုခေါ်ယူပြီးချိတ်ဆက်လိုက်ပါမယ်။နောက်ထပ် motion panel ထဲက glide 1 second to render passion block ကိုခေါ်ထည့်လိုက်ပါမယ်။ keyboard ရဲ့ space bar ကိုနှိပ်လိုက်တဲ့အခါမှာလိပ်ပြာလေးက flying around ဆိုတဲ့အတိုင်းဟိုဟိုတီတီပြန်ဝဲနေမှာဖြစ်ပါတယ်။ Go right and left ဒီတစ်ခါမှာတော့ playing field background ကိုနောက်ခံထားပြီး band ဆိုတဲ့ဇာတ်ကောင်ကို keyboard ရဲ့ right and left arrow key တွေကိုအသုံးပြုပြီး X wing ကိုအတိုင်းအရှေ့အနောက်ကိုရွေ့လျားနိုင်အောင်ပြုလုပ်ကြည့်ကြရအောင်။ Programming area ပေါ်မှာ one key press block ရဲ့ menu ထဲက right arrow motion panel ထဲက chain X spine block နဲ့ချိတ်ဆက်ပြီးတန်မိုးကိုငကိုအတိုင်း10ပဲထားလိုက်ပါမယ်။နောက်ထပ် one left arrow key press ကို chain X spine နဲ့ချိတ်ဆက်ပြီးတန်မိုးကို -10 ထားလိုက်ပါမယ်။အခုဆိုရင် keyboard ရဲ့ left and right arrow ကိုအသုံးပြုပြီး band ဆိုတဲ့ဇာတ်ကောင်လေးကို left right ရွေ့လျားထိန်းချုပ်နိုင်ပါတယ်။ Go up and down ဒီတစ်ခါမှာတော့ spread ကို Y ဝင်ရိုးအတိုင်း up and down ရွေ့လျားနိုင်မှုအတွက်ခုတ်တွေရေးကြည့်ရအောင်။ Hedgehog spray နဲ့ wood and bench background ကိုအသုံးပြုလိုက်ပါမယ်။ခုတ်တွေကိုတော့ event panel ထဲက one up arrow key press ကို motion panel ထဲက chain Y by 10နောက်ထပ် one down arrow key press ကို chain Y by -10 တို့ကို programming area ထဲမှာထည့်သွင်းအသုံးပြုနိုင်ပါတယ်။ရလဒ်အနေနဲ့ကတော့ spread ကို keyboard ရဲ့ up and down arrow ကိုအသုံးပြုပြီးအပေါ်အောက်ရွေ့လျားနိုင်မှာဖြစ်ပါတယ်။ Chain costume spread ရဲ့လှုပ်ရှားမှုကိုသဘာဝကျကျဖန်တီးလိုတဲ့အခါ costume တွေကိုပြောင်းလဲပေးရမှာဖြစ်ပါတယ်။ဥပမာ spread ကိုလမ်းလျှောက်နေတယ်လို့ဖန်တီးခြင်းတဲ့အခါ spread ရဲ့ခြေလမ်းလှုပ်ရှားမှုပုံကို2မျိုး3မျိုးဖန်တီးရပါတယ်။ဒီနေရာမှာ spread ရဲ့လှုပ်ရှားမှုပုံသဏ္ဍာန်တွေကို costume လို့သုံးနှုန်းတာဖြစ်ပါတယ်။ costume တွေကိုအကောင်းဆုံးအသုံးချတတ်ရင် game ဒါမှမဟုတ် animation ကိုပိုပြီးသက်ဝင်လှုပ်ရှားစေနိုင်ပါတယ်။စပြီးလေ့လာကြည့်ရအောင်။ Roster ဇာတ်ကောင်နဲ့ blue sky background ကိုအသုံးပြုပြီး programming area မှာ one display click နဲ့စတင်လိုက်ပါမယ်။နောက်ထပ် look ထဲက switch costume to နဲ့ချိတ်ဆက်ပြီး၎င်း menu ထဲက roster B ဆိုတဲ့ costume ကိုရွေးထားလိုက်ပါမယ်။ control group ထဲက wait 1 second block ကိုပါချိတ်ဆက်ပြီး1 second နေရာမှာ 0.3 second ကိုပြောင်းလိုက်ပါမယ်။
သူ့ရဲ့အောက်မှာ switch costume to roster A နဲ့ထပ်မံချိတ်ဆက်လိုက်ပါမယ်။နောက်ဆုံးမှာ weight 0.3 second block ကိုချိတ်ဆက်လိုက်ပါမယ်။ခုဆိုရင် sprit ကို click ပြုလုပ်တဲ့အခါလှုပ်ရှားတဲ့ပုံသဏ္ဍာန်ကိုတွေ့ရမှာဖြစ်ပါတယ်။ glide for heel to there sprit library ထဲက add နဲ့ star background ကိုအသုံးပြုပြီး add ကို glide ပြုလုပ်ကြည့်ပါမယ်။ဒီတစ်ခါ avant နဲ့က one green flag click block နဲ့စတင်လိုက်ပါမယ်။အဓိပ္ပာယ်ကတော့ green flag ကို click ပြီး program ကိုစတင်မှာဖြစ်ပါတယ်။နောက်ထပ် go to xy block ကိုတန်ဖိုး0ထားလိုက်ပါမယ်။အဲ့ဒါကတော့ sprit ရဲ့ starting point ကိုမှတ်သားလိုက်တာဖြစ်ပါတယ်။သူ့ရဲ့အောက်မှာ glide 1 second to xy block မှာ x -180 y -100 တန်ဖိုးအသီးသီးသတ်မှတ်ပေးလိုက်ပါမယ်။အဓိပ္ပာယ်ကတော့ sprit ဟာ glide ပြုလုပ်ပြီးသူ့ရဲ့ end point ကိုသတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။ green flag ကိုနှိပ်ပြီး program ကိုစကြည့်လိုက်ပါ။ grow and string ဇက်ကောင်ကို click ပြုလုပ်တဲ့အခါမှာဇက်ကောင်ရဲ့ size ကိုပြောင်းလဲအောင်ပြုလုပ်ကြည့်ပါမယ်။ shader to backdrop ကိုရွေးချယ်လိုက်ပြီး sprit ကို drum tabular ကိုရွေးချယ်လိုက်ပါမယ်။ programming area မှာ when this sprit click နဲ့စတင်လိုက်ပါမယ်။သူ့အောက်မှာ repeat loop ကို2ကြိမ်သတ်မှတ်ပေးလိုက်ပါမယ်။၎င်း repeat loop ထဲမှာတော့ set size 2ကို120% ထားလိုက်ပါမယ်။သူ့အောက်မှာ play sound intended block ရဲ့ menu ထဲကအတန်တစ်ခုကိုသတ်မှတ်ပေးလိုက်ပါမယ်။နောက်ထပ် set size to block ကို100% သတ်မှတ်ပြီးထည့်ပေးလိုက်ပါမယ်။ sprit ကို click ပြုလုပ်ကြည့်တဲ့အခါရလဒ်ကိုအခုအတိုင်းတွေ့ရမှာဖြစ်ပါတယ်။ chain backdrops ဒီသင်ခန်းစာကတော့ backdrop ကိုအပြောင်းအလဲပြုလုပ်ကြည့်မှာဖြစ်ပါတယ်။ backdrop library ထဲက backdrop 2ခုကိုရွေးထားလိုက်ပါမယ်။နောက်ထပ် sprit တစ်ခုကိုလည်းရွေးထားလိုက်ပါမယ်။အသုံးပြုမဲ့ code block တွေကတော့ one green flag click သူ့ရဲ့အောက်မှာတော့ switch backdrop to savannah ကိုချိတ်ဆက်လိုက်ပါမယ်။ပထမဆုံးပေါ်စေခြင်းနဲ့ backdrop ဖြစ်ပါတယ်။နောက်ထပ် wait 2 second block ကိုချိတ်ဆက်ပြီးနောက်ထပ် backdrop တစ်ခုကိုပြောင်းဖို့အတွက် switch backdrop to block မှာ metro ကိုရွေးထားလိုက်ပါမယ်။နောက်ဆုံးမှာတော့ save for 2 second block မှာပြောစေခြင်းနဲ့ text တစ်ခုကိုရေးထည့်လိုက်ပါမယ်။ green flag ကို click ပြုလုပ်ပြီး program ကိုစကြည့်လိုက်ပါမယ်။ add a sound ဇက်ကောင်တစ်ခုကိုရွေးလိုက်ပါမယ်။၎င်းဇက်ကောင်ကို click ပြုလုပ်တဲ့အခါအသံထွက်အောင်ပြုလုပ်ဖို့အတွက် sound tab ရဲ့ pop-up menu ထဲမှာ record ကို click ပြုလုပ်လိုက်ပါမယ်။ red button ကို click ပြုလုပ်ပြီးအသံကို record ပြုလုပ်နိုင်သလိုရှိပြီးသားအသံကိုရွေးချယ်ပြီးလည်းအသုံးပြုနိုင်ပါတယ်။အသုံးပြုမဲ့ code တွေကတော့ one green flag click start sound သူ့ရဲ့အောက်မှာ next costume နောက်ဆုံးမှာတော့ say hello for 2 second block ကိုအသုံးပြုပြီး program ကိုစတင်ကြည့်လိုက်ပါမယ်။ဒီသင်ခန်းစာကတော့ဒီလောက်ပါပဲ။နောက်ထပ်သင်ခန်းစာတွေမှာထပ်တွေ့ကြပါမယ်။